မင်္ဂလာပါဒီနေ့တော့လေကဘာအထိတ်တန်းစိန်ခံပစ္စည်းအမှတ်တန်းစိတ် Louis Vuitton အကြောင်းနည်းနည်းကြည့်ကြရအောင်အခုဆိုဒေါ်လာဘီလီယံ30ကျော်တန်နေပြီနော်ဟုတ်ကဲ့တကယ်တော့အန်အောစရာကောင်းတာကအဲ့လောက်ကြီးမားတဲ့ empire ကြီးကလေ19ရာစုဖြင့်တစ်မှာအစာမရှိအိမ်မရှိဖြစ်နေတဲ့စင်ချိုတေးလေးတယောက်ကနေစခဲ့တာဆိုတာပဲဟုတ်ကဲ့မယုံနိုင်စရာပဲဒီဘီလီယံချီတာနဲ့အမှတ်တန်စေရဲ့အဓိကအလက်အပြောင်းမှုတွေစမ်းသစ်မှုတွေအဲ့ဒါတွေကိုဆွေးနွေးကြည့်ကြမယ်လေဟုတ်ကဲ့အဲ့တော့သူရဲ့အစာပိုင်းဘဝကတော်တော်လေးကျန်းတယ်ဆိုပင်သစ်အနီမှာမွေးတာမိဘတွေကဆင်းရဲတယ်လဲအမားနဲ့ဥထုတ်ချုပ်တဲ့အမေပေါ့အသက်10နှစ်လောက်မှာအမေကဆုံးသွားတော့ဆိုတော့အဖေကနောက်အိမ်ထောင်ပြီးတော့မိထွေးနဲ့အဆင်မပြေဘူးလေဟုတ်မှာပဲအဲ့ဒါနဲ့အသက်73နှစ်မှာအိမ်ကနေထုတ်ပြီးကြတာအဝတ်တစ်ထည်ကိုတစ်ခုနဲ့ပါရီကိုလင်းလျှောက်လာတာဟာတော်တော်ဝေးပါပဲနော်ဟုတ်တယ်လမ်းမှာလည်းအလုံးကျန်းနေလုံရင်နဲ့လက်မှုပညာလေးတွေတတူတို့ကြောက်တို့အထည်တက်တာအဲ့ဒါတွေသင်ခဲ့ရတယ်ပြောတယ်အတွေ့အကြုံရခဲ့တာဗောဒါမဲ့ပါရီရောက်တော့ဆင့်ပြေသွားလားမပြေဘူးအဆက်မိုင်းမှာအမောအကာတောင်မရှိဘူးအိမ်ချရမဖြစ်ခဲ့အခက်ခဲတွေကြားကပဲဆိုတော့အခွင့်အလမ်းကဘယ်လိုရောက်လာတာလဲကန်ကောက်တာကသူပါရီရောက်တဲ့အချိန်ကယထာလန်းတွေတိုးချက်ဖွင့်နေတဲ့အချိန်ခရီးသွားတွေရမ်းရလာတဲ့ချိန်နဲ့တိုက်ဆိုင်သွားတာခရီးဆောင် data တော့အချက်တက်လာတာပေါ့နော်ဟုတ်တယ်အဲ့တော့ data လုတ်တဲ့ပညာကအရေးပါလာတာသူကနာမည်ကြီး data လုတ်ဝိုင်းရှင်Monsieur Marichal စီမှာအလုပ်တင်ဝင်ခွင့်ရသွားတယ်။ကံကောင်းတာပဲ။ဟုတ်တယ်။ပြီးတော့အရေးချင်းရှိတော့လေမကြခင်မှာပဲပြင်သစ်အိတ်ဂရီ Eugenie ရဲ့ကိုပိုင် data လုတ်ပေးရတဲ့သူတော်ဖြစ်လာတာ။ဟုတ်။အခြေအနေတော်တော်တက်သွားတာပဲ။အဲ့ဒီနောက်ကိုပိုင်ဆိုင်ဖွင့်နေဆို။ဟုတ်ကဲ့။ကိုပိုင်ဆိုင်ဖွင့်ပြီးတော့သူကတီးထွင်မှုတွေကိုလုပ်လိုက်တယ်။အဲ့ဒါကအရေးကြီးတယ်။ပါများလေ။အရင်တုန်းက data တွေကတားတွေနဲ့လုတ်ပြီးအပေါ်ကခုံခုံကြီးတွေလေးတယ်။ဟုတ်။သူကအဲ့ဒါကိုပြောင်းလိုက်တာ။ပေါ်ပြီးခိုင်ခန့်တဲ့ canvas အသားကိုသုံးတယ်ရေစိုခန့်တယ်ပြီးတော့အပေါ်ကအဖုံကပြားချစ်လုပ်လိုက်တော့ data တွေကိုတစ်ခုပေါ်တစ်ခုစစ်လို့ရသွားတယ် select trunk ပေါ့ဒါကတော်တော်အသုံးဝင်ပါပဲခီးသွားတဲ့အတွက်ရောတေယူပို့စော်ရဲ့အတွက်ရောဒါကခင်မီခရီးဆောင်အိတ်ဒီဇိုင်းရဲ့အစလို့တောင်ပြောလို့ရတယ်ပြီးတော့အဲ့ဒီ canvas နဲ့ပဲလက်ခံအိတ်ကြီးပါထုတ်လုပ်ခိုင်းသေးတယ်အစပ်အဲ့တော့လူတွေတိတ်မကြိုက်ကြဘူးပေါ့ဒါပေမဲ့နောက်ပိုင်းအောင်မြင်သွားတယ်နော်သူသား George ကလည်းပါဝင်လာတယ်ဆိုဟုတ်တယ်တား George ကလည်းတီထွင်ညံရှိတယ်သူကတိတ်တာရဲ့လုံခြုံရဲ့အတွက် Tumblr Thought ဆိုတာကိုတီထွင်ခဲ့တယ်အဲ့ဒါလည်းတော်တော်အောင်မြင်ခဲ့တယ်မိသားစုလိုက်တီထွင်ကြတာပဲဒါပေမဲ့အခက်အခဲတွေလည်းကြုံသေးတယ်နော်စစ်ပွဲတို့ဟုတ်ပါ Franco-Prussian စစ်ပွဲဖြစ်တော့သူတို့အလုပ်ယုံနေအကုန်ပျက်စီးသွားတာတော်တော်ဒုက္ခရောက်ခဲ့သေးတယ်ဒါပေမဲ့ရှိသမျှဆွတ်ထားတာလေးနဲ့ပြန်ထူထောင်ခဲ့ကြတာလူကြီးဆုံးတော့ George ကအမွေဆက်ခံပြီးလုပ်ငန်းကိုချဲ့ထွင်ခဲ့တယ်အထူးသဖြင့် American ကိုပေါ့ American Welfare မှာလားဟုတ်တယ်အဲ့ဒီမှာ John Wanamaker ဆိုတဲ့ကုန်တိုက်ပိုင်ရှင်နဲ့တွေ့ပြီး LVBC တွေကို American မှာစရောင်းနိုင်ခဲ့တာပြီးတော့ George ကသူ့အဖေကိုဂွန်ပြူတဲ့အနေနဲ့အခုလူလိုင်းသိနေတဲ့ LV monogram ကိုဖန်တီးခဲ့တာအဲ့ဒီအထင်ကရဒီဇိုင်းကအဲ့ဒီတုန်းကစတာကိုမျိုးဆက်တွေဆက်ခံလာတာပေါ့ George နောက်သူသား Gaston Gaston လက်ထက်မှာတော့ Keyboard တို့ Noe တို့ Amaro လို့ဒီနေ့ထိခေတ်စားနေတဲ့အဲ့ဒီဇိုင်းတွေထပ်ထွက်လာလေဟုတ်ပြီအဲ့ဒါတွေတကယ် classic တွေပဲဒါပေမဲ့ဒုတိယကမ္ဘာစစ်ကနောက်တစ်ခါအကြီးအကျယ်ထရိုက်ခတ်ပြန်ရောဟုတ်မှာပဲစိတ်ုံနေစိုင်းနေပြည့်လက်ရတယ်ဆိုတော့အဲ့ဒီအချိန်မှာစီးပွားရေးဆက်ရက်တည်နိုင်မှုလေဂျာမန်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ခဲ့တယ်ဆိုတော့အဲ့လိုဆွဆွချက်တွေရှိခဲ့ပါတယ်ဗီရှိမှာစိုင်းဖွင့်ခွင့်ရတာမျိုးပေါ့ဒါကတော့တမိုင်းရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့မှတ်တမ်းမှာပါလို့တင်ပြရတာပေါ့နော်ဒါတော့ရှုပ်ထွေးတဲ့အပိုင်းပေါ့လေစစ်ပီးခေတ်မှာရောဘယ်လိုဆက်ဖြစ်လဲ Gaston ဆုံးပြီးနောက်မှာသူသားတွေကြားမှာသဘောထားတွေမတိုက်ဆိုင်ပြန်ဘူးအဲ့ဒါနဲ့ခမိခမတ်ခေတ်တဲ့ Henry Rack ခမကဝင်ပြီးတာဝန်ယူလိုက်ရတယ်မိသားစုပဲမဟုတ်တဲ့သူဝင်လာတာပေါ့ဒါပဲအာရှဇီကွာတို့အဓိကထိုးဖောက်တယ်အဲ့ဒါကဘာလို့အရေးပါတာလဲအဲ့ဒါကအမှတ်တန်ဆက်ရဲ့တီးတန့်ဆန်မှုအဆင့်အတန်းကိုပို့ထိန်းနိုင်သွားတယ်ဈေးနှုန်းကိုလည်းကိုယ်တိုင်ထိန်းချုပ်နိုင်သွားတာပေါ့ချောင်းနဲ့အတွင်းမှာအယောင်ကအစားပေါင်း10ကျော်တက်သွားတယ်ဝိုးတော်အောင်မြင်တာပဲဟုတ်တယ်ပြီးတော့ company ကို public တင်တယ်မိုးရဲ့ Hennessy နဲ့ပေါင်းပြီး LVMH ဆိုတဲ့လုပ်ငန်းစုကြီးဖြစ်လာတယ်ဒါပေမဲ့အဲ့ဒီနောက်မှာတော့ဗနအာနောက်နဲ့အာနာလူပွဲတွေဖြစ်ပြီးရခမီယာထွက်သွားရတယ်တကယ် corporate drama တွေမဲ့နော်
Recamia ထထတော့ LV အတွက်မထိခိုက်ဘူးလား ခဏတော့ကြရရိုက်တာပေါ့ဒါပေမဲ့ Yves Carcel ဆိုတဲ့သူဦးဆောင်ပြီးပြန်တက်မှနိုင်ဖြစ်တယ်သူတို့ကနာမည်ကြီးဒီဇိုင်နာတွေ Vivienne Westwood တို့ Isaac Mizrahi တို့ Manolo Blahnik တို့နဲ့ပူးပေါင်းပြီး LV monogram ကိုခင်းနေအညီပြန်ဆန်းသစ်လိုက်တယ် အော် collaboration တွေလောက်တာပေါ့ ဟုတ်တယ်ပြီးတော့အကြီးဆုံးအပြောင်းလဲက Marc Jacobs ကို creative director ခန့်လိုက်တာပဲသူကအဝတ်အထည်တွေနာယီလက်ဝတ်ရမနာနေကမ်းမြန်မဲ့အကုန်ထိုးချက်လိုက်တာ ဟုတ်ပါပြီအခု LV ဆိုရင်8တက်မှုတော့ဘူးလीနော် ဒါပေမဲ့အဲ့လိုတိုးချက်နေရင်းတဲ့တောင်သူတို့ရဲ့အခြေခံဖြစ်တဲ့လက်မှုပညာကိုအလေးထားတော့မယ်ဆိုတာကတော့ကောင်းတဲ့အချက်ပါ တကယ်ပဲနော်အစကအင်ချီယာမဲလီအနီဒီနေ့ကမ္ဘာထိပ်တန်းဘီလီယံ30ကျော်တန်းအမတ်တန်စေဖြစ်လာတဲ့ခီးကတော့တကယ်ကိုမယုံနိုင်ကြပဲအဓိကတော့ဟို canvas data လို့ Daimler တော့လို့ monogram လို့တီထွဲမှုတွေပြီးတော့အခက်ခဲတွေကြားကကြမ်းကြမ်းခံနိုင်မှုနောက်ဆုံးစီးပွားရေးအလဲပြောင်းလဲတွေပေါ့ LVMH တို့ဘာတို့ တခုကလေဒီအမတ်တန်စိတ်ကပုံကိုရေးဒုက္ခတွေစစ်ပွေးတွေမိသားစုပြဿနာတွေ corporate အားပြိုင်မှုတွေအများကြီးဖြတ်တန်းခဲ့ရတာ ဟုတ်ကဲ့ ဒီလိုအတားအဆီးတွေများကြီးကြားကနေဒီနေ့ခေတ်အထိထိတ်တန်းစိန်ကံပစ္စည်းအမတ်တန်စိတ်တစ်ခုအဖြစ်ဘယ်လိုရည်တည်နေနိုင်တာလဲဒါကအမွေအနှစ်စမ်းသစ်တီထွင်မှုပြီးတော့စိန်ကံပစ္စည်းပေါ်လူတွေရဲ့အမွေအဲ့ဒါတွေကြားကစစ်နွယ်မှုကဘယ်လောက်ရှုပ်ထွေးနေနေလဲဆိုတာကိုပြနေတယ်လို့ပဲနော်ဒါလည်းကတော့ဆက်ပြီးတွေးစရာပေါ့ ဟုတ်ကဲ့တကယ်စဉ်းစားစရာချက်ပါပဲဒီနေ့ဒီ Louis Vuitton ရဲ့စိတ်ဝင်စားစရာဇလန်းကိုဆွေးနွေးပေးတာကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါရှင်